ဒီကဘာမှာဆောင်းအကြီးစုကရှင်းနှဆိုးပင်ဖြစ်ပြီးအဲ့ဒီရှင်းနှဆိုးပင်တည်ဆိုးသွားပြီးနောက်မှာသူ့ရဲ့အဓိကကြည့်စဉ်ဖြစ်တဲ့လှဝက်ချက်ကူကူကြည့်စဉ်ကိုအခုချိန်မှာတော့မော်အကလေးဖြစ်တဲ့ကျွေးဖန်ကရေးထားတာပဲဖြစ်ပါတယ်။တရင်မှာတော့ကျွေးဖန်တာရင်တရားလိုကျွေးမဆက်ချက်ထားတဲ့ဒေဗီကျောက်ချန်းကလှဝက်ချက်ကူကူကြည့်စဉ်ကိုလိုချင်လို့ဧကရင်ခွင်ပါနဲ့ပူပေါင်းကဧကလေးရှိပါရဲ့ခက်သွန်ဖြစ်တဲ့မော်အကလေးကျွေးဖန်ကိုတိုက်ရိုက်ခဲ့ကြပါတယ်။ကျွေးဖန်ကသူ့ရဲ့တီဗီတိစာဖော်တော်ကိုမတီးပဲနဲ့ဧကရင်ခွင်ပါနဲ့တိုက်ခိုက်ဖို့လုပ်တဲ့အခါမှာသူ့ရဲ့တီဗီတိစာဖော်ပြီးနွန်ကျော်ဓာတုခံရကတည်သွားခဲ့ပါတယ်။ကျွေးဖန်ကသူ့ရဲ့တီဗီတိစာဖော်တော်ကိုတည်ရတဲ့အခါမှာတော့လွန်တော်ဝိုင်းသွားခဲ့ပြီးလှဝက်ချက်ကူကူချစ်တဲ့ကိုတော့ဘဒူမှမပေးရှင်တာကြောင့်ကိုယ့်ကိုဖောက်ခွက်ကစိုးစင်ရင်တော့ခဲ့ပါတယ်။ကျွေးဖန်ကတည်ဆိုးတော့ပြီးတန်းမှာတော့လူရဲ့ဝိညာဉ်ကိုတိုက်ပွဲလဲမှာတည်ဆိုးနေပြီဖြစ်တဲ့ဇောင်းမိုင်ရဲ့ခန္ဓာကိုယ်မှာတက်ရှင်လာခဲ့ပါတယ်။ဇောင်းမိုင်ကနုနုချင်းမှာပဲအဒီတရကသူ့ကိုကူညီပါဦးဆိုပြီးကူညီတော့နေခဲ့ပါတယ်။ဇောင်းမိုင်ကအဲ့ဒီသူစီကိုလာပြီးတိုက်ခိုက်ဖို့ရရင်တာကြောင့်မင်းကကျွေးပါမဟုတ်မင်းကဘဒူလဲမင်းပြောတာမှလည်းငါကမော်ကလေးကျွေးဖန်ပဲဆိုပြီးတော့လှဝက်ချက်ကူကူချစ်စင်ရဲ့စိုးချင်းတိုင်းမျိုးကိုတို့ပြကတိုက်ပြေးလိုက်ပါတယ်။လှဝက်ချက်ကူကူချစ်စင်ရဲ့စိုးချင်းတိုက်ပွဲကအလုံးမိတ်ဆာချမ်းပြီးတော့လူတရားရဲ့ဝိညာဉ်ကိုဆိုးရပြီးဆွမ်းအားပြင်းလဲရတာပဲဖြစ်ပါတယ်။ဇောင်းမိုင်ကဆွမ်းအားပြင်းလဲတာကမဲတော်ရက်တော့ခဲ့ပါတယ်။ဇောင်းမိုင်ကရလာတဲ့ဆွမ်းအားတွေကိုစမ်းသပ်လိုက်တဲ့အခါမှာတော့အလုံးမကျတဲ့ကျွတ်တူတောင်ဒေသကြီးဖြစ်တော့ခဲ့ပါတယ်။အဲ့ဒါကြောင့်ရေဘောကသူ့ကိုတိစားဖက်ခဲ့ကြတဲ့ဧကရင်ခံပါနဲ့ပြည်တီဗီကျိတ်ချန်းကိုပြန်လာတဲ့ခါကျရင်သူ့ကိုလောက်ခတ်တာတွေအတွက်အလုံးကိုပြန်ပေးဆက်ရမယ်ဆိုပြီးလက်ဆက်ချေဖို့ကြိုးဝန်းနေခဲ့ပါတယ်။ဇောင်းမိုင်ကဒီခန္ဓာကိုယ်တုံညက်ကနေဆက်ရပြီးတော့အခုတော့ဆောင်းအားစင်9လကိုရန်နေပြီဖြစ်တာကြောင့်အထွေးမြတ်နေမျိုးကိုမတော့ခင်ဒီမှာချင်းကြကြီးနေရဥပမာပဲဆိုပြီးပြန်တန်းနေရင်းနဲ့ရှေ့မှာတိုက်ခိုက်မှုဖြစ်တာကြောင့်ရလိုက်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကလွန်မြင့်နေတဲ့တိုက်ခိုက်မလေးနဲ့ကောက်ကွေးတပ်ဖွဲ့ခတ်ဆောင်ဖာတိုလင်တို့ကိုစောမြင့်နယ်ကကောင်တွေကဝိုင်းပြီးတော့တိုက်ခိုက်ဖို့လုပ်နေကြပါတယ်။ဇေဖန်ကလွန်မြင့်တယ်လို့ကြားလိုက်တာနဲ့ဘာမှမတည်တဲ့ခါသားချက်ဖြစ်ပေါ်လာတာကြောင့်ထွက်တော့ဖို့လုပ်တဲ့အခါမှာနှုတ်ထက်ကနေလွန်နာကျင်တဲ့ခံစားမှုကိုခံစားလိုက်ရပါတယ်။ဇေဖန်ကဘာဖြစ်လို့နှုတ်ကရုတ်တရက်နာလာရတာလဲဝေခွဲမြဖြစ်နေပြီးနောက်တော့မော်နုသားကြောင့်ဖြစ်ရတာကိုသိလိုက်ရပါတယ်။အဲ့ဒီမော်နုသားကဇေဖန်ရဲ့ရေကန်တို့ပိုင်ချင်းကြောင့်ဖြစ်ပြီးအဲ့ဒီဇေဖန်ရဲ့ဖေကလွန်မြင့်တဲ့အတွက်အသက်ပေးသွားခဲ့တာကြောင့်ជីဝတင်နေတဲ့လွန်မြင့်တဲ့ကဇေဖန်ကိုကျွေးမဆက်ချက်ခဲ့ပြီးကာကကြီးဖက်မှတောင်းထမ်းဆောင်စီခဲ့ပါတယ်။ဒီနေ့မှတော့လွန်မြင့်တဲ့ကတိုက်ခိုက်ခံရပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်ပဲဇေဖန်ကတူတော့ခဲ့ရပါတယ်။အဲ့ဒီကျွန်းအားလုံးကိုအခုချိန်မှာမော်ကလေးဖြစ်တဲ့ဇေဖန်ကတူတော့ခဲ့ပြီးဒီမော်နုသားကလည်းတကယ်မကြီးလွှင့်ရှမ်းကိုဆက်ချုပ်ပေးမယ်လို့ဆိုပြခဲ့တာကြောင့်ဖြစ်လာခဲ့ခြင်းပါတယ်။သူများနေမီကမော်ကလေးဖြစ်တဲ့သူကဒီကျွန်းရဲ့ခန္ဓာကိုယ်မှာတက်ရတယ်ဆိုတော့ရှိသေးမှာပဲ။ဒီလိုကျွန်းဖြစ်ရတာထက်ဒီကတို့အလုံးကိုတက်လိုက်တာကပူကောဦးမယ်ဆိုပြီးတွေးနေခဲ့ပါတယ်။ရှိသေးမှာပဲ။တော့အထက်ကနေလူတယောက်ထွက်လာတာကြောင့်လွန်မြင့်နယ်ကသူတွေကကူညီမဲ့သူလားဆိုပြီးသိနေကြပြီးထွက်လာတဲ့သူကတော့ဇေမဖြစ်နေတာကြောင့်လွန်မြင့်နယ်ကတခင်မလေးကဇေမတည်သွားတာကိုသူဝင်တွေကမြင်ခဲ့ရတာကြောင့်အာဝနေခဲ့ပြီးဇေမကလည်းကာကလို့တက်ချင်ခဲ့တာပါဆိုပြီးပြောလိုက်ပါတယ်ဒီကောင်တွေထဲမှာအာနေဆုံးကဆာအားစိတ်ချလာဖြစ်ပြီးစုံကောင်ကြကသူတို့ထဲမှာအကုန်းဆုံးပဲအဲ့ဒါကြောင့်ခုလက်ရှိဆာအားနဲ့ဆိုရင်ဒီချင်းချင်းတိုက်ပွဲဖြစ်သွားနေတယ်ဆိုပြီးဇေမကတွေးနေခဲ့ပါတယ်လွန်မြင့်နယ်ကသူတွေကတော့ဇေမကိုငတုံးပဲအနေရှိမှတည်ရနဲ့ဘာဖြစ်လို့လာတာလဲဆိုပြီးပြောနေခဲ့ပါတယ်လွန်မြင့်နယ်ကတခင်မလေးကဇက်ပန်ကိုတော့လှောက်ပေးလိုက်ပါဆိုပြီးစောင်းဝန်ချကိုတုတ်တုံနေခဲ့ပြီးတော့စောင်းဝန်ချကသူ့ရဲ့တပည့်တွေထက်ကလူတန်ကြီးကိုဇက်ပန်ကိုတာဖို့စီလို့လိုက်ပါတယ်အဲ့ဒီလူတန်ကြီးကဓာကြီးနဲ့ဇက်ပန်ကိုတက်ခဲ့တဲ့ခါမှာတော့ဇက်ပန်ကလူတန်ရဲ့ဓာတ်ကိုလူယူပြီးအဲ့ဒီဓာတ်နဲ့ပဲလူတန်ကြီးကိုဘက်ကနေပိုင်းခြားလိုက်ပါတယ်ဘေးကသူတွေကတော့အာဝနေခဲ့ပြီးဇက်ပန်ကသူတို့တွေနဲ့တက်ခဲ့တာထက်ပိုကောတဲ့နီလန်ကိုတီးလိုက်ရပြီးတော့လွန်မြင့်နယ်ကတခင်လေးနဲ့တခင်မလေးကိုတက်ဆန်းကထပ်ပြီးတော့ခဲ့ပါတယ်လွန်မြင့်နယ်ရဲ့တခင်မလေးဖြစ်တဲ့လွန်ရင်ချမ်းကသူမရဲ့စိတ်ခံတွေကိုဒီတိုင်းမထားခိုင်းနိုင်တာကြောင့်အဲ့ဒီနေရာကိုပြန်တောင်းမှဖြစ်မယ်ဆိုပြီးပြောနေခဲ့ပါတယ်။အဲ့ဒါကြောင့်ဇောဖန်ကသူတို့နှစ်ယောက်ကိုပေးချလိုက်ပြီးတွားချင်ရဲတွားပေါ့။ဒါပေမဲ့မင်းတို့ကသူတို့ကိုတိုက်ခိုက်နိုင်မှာလား။ဒါအားနေချင်နေဆိုရင်တော့ငါလည်းမတော်တော့ဘူးဆိုပြီးဇောဖန်ကပြောလိုက်တာကြောင့်လော်မင်းနယ်ရဲ့တခင်လေးဖြစ်တဲ့ရှောက်ဖန်ကဂျုံကအများတခင်ကိုဘယ်လိုပြန်ပြောနေရတာလဲ။ဇောဖန်ကလည်းခလင်းအခုငါမင်းကိုရတာပြေးလိုက်လို့ရတယ်ဆိုတာမင်းသိလား။အဲ့ဒါကိုလည်းရှောက်ဖန်ကထားပြီးစကားပြောနေတာကြောင့်ဇောဖန်ကလည်းပညာပေးလိုက်ပါတယ်။ပြောရင်ချင်ကအဲ့လိုလုပ်ဖို့လိုလို့လားဆိုပြီးပြောလိုက်တာကြောင့်ဇောဖန်ကလည်းပြည်ထန်တေးသေးလေးပေးလိုက်တာပါဒီပြည်ထန်ကရန်သူတွေလက်ထက်မှာပြီးသွားတာထက်ဆိုင်ရင်တော့ပူကောင်းပါသေးတယ်ဆိုပြီးပြောပြီးတော့ဇောဖန်တို့ကမြဆိုင်တော့မှာပုံမှုတော့ရောက်လာခဲ့ပါတယ်မြဆိုင်တော့ထီရတဲ့ခါမှာတော့ဇောဖန်ကရန်သူတွေကိုတိုက်ခိုက်ဖို့အတွက်လွင်ရင်ချမ်းစီမှာဝင်းရင်ကျတို့လက်ဆောက်ကိုတောင်းလိုက်ပါတယ်ယူချီတယ်မရှိတာကြောင့်လွင်ရင်ချမ်းကဇောဖန်ကိုအဲ့ဒီလက်ဆောက်ကိုပေးလိုက်ပြီးတော့ဒါကမြို့နယ်ရဲ့ယတနာဖြစ်တာကြောင့်သူမောင်းကိုလေရင်ဇောဖန်ကိုပြေးပေးမှဖြစ်ကြောင်းပြောလိုက်ပါတယ်ဆေးထားပြီးဒီမှာဆက်နေလိုက်ဆိုကဇောဖန်ကလက်ဆောက်ကိုယူပြီးထွက်သွားခဲ့ပါတယ်ဇေဖန်ထွက်သွားပြီးနောက်မှာတော့ရှေ့ဖန်ကဒီကျုံကတော်တော်လေးမမလာတာပဲဆိုပြီးပြောရတာကြောင့်ဇက်ဖန်ကမမတယ်ဆိုပေမဲ့လည်းသူကငါတို့ကိုကူညီနေတာပဲလေလွှဲရချန်ကအဲ့ဒီလိုပြောလိုက်ပေမဲ့စိတ်ထဲမှာတော့ဇက်ဖန်ကဘာဖြစ်လို့ဒီလိုပြောလဲသွားရတာလဲဆိုပြီးတွေးနေခဲ့ပါတယ်ဇက်ဖန်ကတင်နေရာကိုဟက်လာခဲ့ပြီးဝေရင်တစီကူးကောင်စီရင်ကိုဆွဲရတာကြောင့်တစီဝင်းရင်တွေရလာတဲ့ခါမှာတော့စီရင်ကိုတက်တက်လိုက်တာကြောင့်ကကင်မှာဆောင်းအားတွေထပ်ပေါ်လာပြီးတောအုပ်တစ်ခုလုံးကိုဖုတ်ဝက်ထားတဲ့လူတွေကပြတ်သွားခဲ့ပါတယ်
အဲ့ဒီမြင်ကွင်းကိုလည်းလော်မြင့်နဲ့ဝင်နှစ်ယောက်လုံးကမြင်နေခဲ့ပြီးအောင်းနေခဲ့ပါတယ်။ဇောပိုင်ရလာတဲ့ခါမှာတော့ခုနကဖြစ်သွားတဲ့အရာအလုံးကိုဇောပိုင်လုံးလိုက်တာလားဆိုပြီးထိတ်လန့်ကမနေတဲ့ချိန်မှာစေးထားစမ်းပါဒါကရေးကြီးခွေကျလို့ဖို့မလိုဘူးဆိုပြီးဇောပိုင်ကလွှဲရင်ချမ်းကိုရန်လူတွေလာတဲ့ခါကျရင်အလုံးကိုတပ်ပစ်ဖို့အတွက်မော်မာနာသုံးနှစ်ကိုတည်ပြီးမှပြုတ်ကခေါ်တော်ခဲ့ပါတယ်။ခါကြမှာတော့ဆောင်ရွက်နယ်ကကောင်တွေကရောက်လာပြီးလော်မြင့်နယ်ကကောက်ကွေးခောက်တဲ့ဖြစ်တဲ့ဖတ်တူလင်ကိုတစ်စက္ကန့်ပြည့်ခေါ်ဆောင်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လွှဲရင်ချမ်းရဲ့တနာတတဲ့စင်းနဲ့ဆိုရင်ဖတ်တူလင်ကိုတစ်စက္ကန့်ပြည့်ခေါ်လာတာကဒီစားတစ်ခုလို့တဲ့ခါကျရင်ပူမိုလကူမှာဆိုပြီးပြောကလာနေကြရင်းနဲ့စီခါတယောက်ကဆောက်ကန်ကြောက်ကိုတဲ့ပဲအောင်မှလူရထိုင်နေတဲ့ဆိုပြီးပြောလိုက်ပါတယ်။ဟိုးပါတယ်အဲ့ဒီတယောက်ကဇုံပါပဲဖြစ်ပါတယ်။ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ငါမင်းတို့ကိုဒီမှာထိုင်ဆုံးနေရတာဖိနှောက်ထုံနေပြီကွာ